အားလုံးပဲမင်္ဂလာပါဒါအိုးကွန်တန့် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်တချို့နေရာတွေမှာအနှဲငယ်မနေရင်နားလည်ပေးရန်အရင်ဆုံးမေတ္တာရက်ခံပါတယ်ဝန်လင်းကကျွန်တော်နောက်လိုက်2ယောက်ဘယ်မှာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဝန်လင်းနဲ့တန်ချက်ကနှက်ဝတ်ထားတဲ့လူကြားမှာခြေလန်းဆက်လန်းစာလောက်ပဲကွာတော့ပါတယ်သူစကားပြောနေရင်နဲ့ခြေလန်းခုနှစ်လန်းဆက်တိုက်လန်းလိုက်ပါတယ်သူ့ရဲ့အချိန်ဝါကအဲ့ဒီခြေလန်းခုနှစ်လန်းအတွင်းမှာအရန်ကိုကြောက်စရာကောင်းတဲ့အထိုးထိပ်ကိုရောက်သွားပါတယ်သူမျက်နှာပြက်သွားပြီးနောက်ဆုတ်ဖို့ပြင်နေတော့မှပဲဝန်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးခြေတလန်းလန်းလိုက်တာနဲ့လက်ညှိုးတစ်ချောင်းထွက်လာပါတယ်အဲ့ဒီလက်ညှိုးတစ်ချောင်းအောက်မှာကောင်းကင်နဲ့မြေကြီးတောင်တုံးလှုပ်သွားပြီးစစ်စခန်းတစ်ခုလုံးမောင်းမိုက်သွားပါတယ်အဲ့ဒီလူကြီးကခြေလန်းနှဲငယ်နောက်ဆုတ်သွားပြီးသွေးတပွက်အံကမြေကြီးပေါ်ဒူးထောက်ကျသွားပါတယ်ပြီးတော့ဝန်လင်းကညာဘက်လက်ကိုနောက်ပြန်ဆန်တန်းပြီးစီးမရွံရဲ့ခနာကိုဆွဲယူလိုက်ပါတယ်ကျွန်တော်နောက်လိုက်တွေဘယ်မှာလဲလို့မေးလိုက်ပါတယ်ခင်ဗျားထွက်သွားပြီးနောက်6လအကြာမှာသူတို့ပျောက်သွားပါတယ်ဘယ်ရောက်သွားလဲကျွန်တော်လည်းမသိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်ဝန်လင်းကအဲ့ဒီလူကိုစကားပုံမပြောတော့ပဲဘဘလက်နှစ်ချောင်းကိုဓားပုံစံလုပ်ပြီးအဲ့ဒီလူရဲ့နဖူးကိုထောက်လိုက်ပါတယ်ဝိညာဉ်ရှာဖွေရဲ့ပညာကိုနောက်တစ်ကြိမ်အသုံးပြုလိုက်ပါတယ်ရှာဖွေမှုအပြီးမှာဒီတစ်နှစ်ကျော်အတွင်းစီးမရွံရဲ့မှတ်ဉာဏ်အားလုံးဝန်လင်းရဲ့မျက်စိရှေ့မှာပေါ်လာပါတယ်သူထွက်သွားပြီး6လအကြာမှာဟူပေါင်းကဝန်လင်းကိုဆက်မဆောင်ကျင်တော့ပဲတယောက်တည်းထွက်သွားခဲ့ပါတယ်စီးမရွံကစစ်စည်းကမ်းဖောက်ဖျက်မှုနဲ့သူ့ရဲ့ကြင်ကြံစွမ်းအားလုံးကိုဖျက်ဆီးပြီးအမောင်ထောင်ထဲပစ်ထည့်ခဲ့ပါတယ်ဒါပေမဲ့အမောင်ထောင်ထဲရောက်ပြီး3လအကြာမှာသူကထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်စီမရွံတောင်ဘယ်ရောက်သွားလဲမသိပါဘူးရှီဆန်းကတော့စီမရွံဟူပေါင်းကိုဖမ်းတဲ့အချိန်မှာကူညီပေးခဲ့ရင်မဲ့နောက်ဆုံးမှာတော့အင်အားမမျှပဲခနာကိုယ်တစ်ခုလုံးကြေမွတ်သွားခဲ့ပါတယ်သူ့ကိုလည်းအမောင်ထောင်ထဲပစ်ထည့်ဖို့လုပ်ခဲ့ရင်မဲ့အဲ့ဒီအချိန်မှာတမှုချုပ်ကတွေ့သွားပြီးဒေလူမျောပါဖြစ်နေတဲ့ရှီဆန်းကိုခေါ်သွားခဲ့ပါတယ်ဒီမြင်ကွင်းတွေကဝန်လင်းရဲ့မျက်စိရှေ့မှာပေါ်လာပါတယ်ဝန်လင်းကဒေါသထွက်ပြီးရေမောကကောင်းတယ်လို့သုံးခုအဆက်တက်ပြောလိုက်ပါတယ်သူ့မျက်လုံးထဲကအေးဆက်တဲ့အလင်းရောင်တွေပိုပြီးတိတ်တီးလာပါတယ်စီးမရွံရဲ့ခနာကိုကသူ့လက်ထဲမှာဖောင်းဆိုတဲ့အတန်နဲ့ကြေးမိုးသွားပါတယ်စီးမရွံကိုတက်ပြီးနောက်ဝန်လင်းကတလန်းထဲနဲ့တန်ချက်ကအနက်ဝတ်ထားတဲ့လူရဲ့ရှေ့ကိုရောက်သွားပါတယ်ရှီဆန်းဘယ်မှာလဲလို့မေးလိုက်ပါတယ်စီးမရွံရဲ့မှတ်ဉာဏ်အရဒီလူကတေလူမျောပါဖြစ်နေတဲ့ရှီဆန်းကိုခေါ်သွားခဲ့တာဖြစ်ပါတယ်အဲ့ဒီတန်ချက်ကအနက်ဝတ်ထားတဲ့လူကခေါင်းမော့ပြီးဝန်လင်းကိုစိုက်ကြည့်ကမင်းပြောတဲ့လူကလွန်ခဲ့တဲ့6လကစီးမရွံနှိပ်စက်ထားတဲ့ကောင်လေးလားသူတာဟုတ်တယ်ဆိုရင်မင်းကကိုလာရှာတာအလကားပဲနှဆိုးစစ်သူကြီးကလုံးခဲတဲ့နှစ်ပေါင်းများစွာကလေးကခနာကိုကြန့်ခိုင်တဲ့လူတွေကိုရှာဖို့အမိန့်ပေးထားတယ်ငါအဲ့ကောင်လေးကိုတွေးတော့သူ့ကိုဖမ်းပြီးနှဆိုးစစ်သူကြီးစီပို့လိုက်တယ်လို့ပြန်ဖြေလိုက်ပါတယ်မင်းရှီဆန်းကိုဖမ်းပြီးနှဆိုးစစ်သူကြီးစီပို့လိုက်တယ်ပေါ့အပြစ်နဲ့အကောင်းချေလိုက်ရင်ငါမင်းကိုမတက်ဘူးလို့ဝန်လင်းကအေးဆက်စွာပြောလိုက်ပါတယ်သူခနာကိုတစ်ချက်လှည့်ပြီးနှဆိုးစစ်သူကြီးရှိရာကူရောင်မျိုးရဲ့အလဲဘိုးကနန်းတော်စီကိုဥတီသွားပါလိုက်တယ်တန်ချက်ကအနက်ဝတ်ထားတဲ့လူကနှဆိုးစစ်သူကြီးကလွန်ခဲ့ရဲ့6လကတည်းကတရားထိုင်နေတာဒယ်လီပို့ဂိတ်အားလုံးကိုပိတ်ထားလိုက်ပါတယ်မင်းသွားချင်ရင်တိုက်ခိုက်ပြီးဝင်မရမယ်လို့နောက်တစ်ကြိမ်ထပ်ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ဝန်လင်းကလေထဲမှာရက်ပြီးသူ့ရဲ့စိတ်အာရုံကိုဖြန့်ကျက်လိုက်ပါတယ်ကူရောင်မျိုးထဲမှာနှဆိုးစစ်သူကြီးရှိရာနေရာကိုသွားတဲ့ဒယ်လီပို့ဂိတ်အားလုံးကအမှန်တကယ်ပိတ်ထားတဲ့အခြေအနေမှာရှိနေတာကိုတွေ့လိုက်ရပါတယ်စစ်စခန်းကနေနှဆိုးစစ်သူကြီးရှိရာနန်းတော်အထိဂိတ်6ခုရှိပါတယ်ဒယ်လီပို့ဂိတ်မရှိရင်တစ်ခုချင်းစီကိုတိုက်ခိုက်ပြီးဝင်မှအတွင်းပိုင်းကိုရောက်နိုင်မှာဖြစ်ပါတယ်စက်ထမဂိတ်အပြင်ဘက်မှာဝန်လင်းရဲ့ပုံရိပ်ပေါ်လာပါတယ်သူပေါ်လာတာနဲ့ဂိတ်ဆောင်စီကလာတဲ့သူရဲ့ချက်ချင်းထွက်သွားနောက်တလန်းထပ်တိုးရင်တက်ပစ်မယ်ဆိုတဲ့အော်တန်ထွက်လာပါတယ်ဝန်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းရောင်တွေပြည့်နေပါတယ်သူတိုလောင်အိတ်ကိုပုတ်လိုက်တာနဲ့နတ်မိုးသားကချက်ချင်းထွက်လာပြီးရှေ့ကိုတိုးသွားပါတယ်သူ့ခြေလမ်းကိုဓားစီးတဲ့သူအားလုံးကအရင်ဆုံးဓားလင်းတန်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်ငုံကြီးတန်တွေစက်တိုက်ထွက်ပေါ်လာပါတယ်ဝန်လင်းကနတ်မိုးသားပေါ်မှာရက်ပြီးစက်ထမဂိတ်ကိုတိုက်ရိုက်ဝင်သွားလိုက်ပါတယ်စက်ထမဂိတ်နောက်ကပုစမဂိတ်ကြားအားကကွင်းပြင်မှာနှဆိုးစစ်တီထောင်ပေါင်းများစွာရှိပါတယ်အခုဝန်လင်းဝင်လာတာကိုမြင်တော့အားလုံးနောက်ဆုတ်သွားကြပါတယ်ဝန်လင်းကငါနှဆိုးစစ်သူကြီးကိုတွေ့ကျင်တယ်လို့အေးဆေးစွာပြောလိုက်ပါတယ်သူ့ကိုပြန်ဖြေတဲ့အတန်ကတက်ဆိုတဲ့အော်တန်ပဲဖြစ်နေပါတယ်ဝန်လင်းကလက်နှစ်ဖက်ကိုလက်ကွက်ဖော်ပြီးရှေ့ကိုတစ်ချက်ဝှေ့ရမ်းလိုက်ပါတယ်ချက်ချင်းပဲလေးပွေမုန်တိုင်းတစ်ခုထွက်ပေါ်လာပြီးကွင်းပြင်တစ်ခုလုံးကိုလွှမ်းခြုံသွားပါတယ်စစ်တီထောင်ပေါင်းများစွာကြားထဲကနေလမ်းတစ်ခုကိုဖွင့်ထုတ်လိုက်ပါတယ်ဝန်လင်းကခြေတလန်းလန်းပြီးပစ္စမဂိတ်အောက်ကိုရောက်သွားပါတယ်သူညာဘက်လက်ကိုလက်ကွက်ဖော်ပြီးရှေ့ကိုတစ်ချက်ပုတ်လိုက်ပါတယ်ဖောင်းဆိုတဲ့အတန်နဲ့ပစ္စမဂိတ်ကကြေးမိုးသွားပါတယ်အားပြင်းတဲ့အစွမ်းကြောင့်ဂိတ်ရဲ့အပြက်စီတူအေကနေရာအနှံကိုလွင့်စင်သွားပါတယ်အဲ့ဒီအချိန်မှာနှဆိုးစစ်တီတောင်းပေါင်းများစွာကတစုံတစ်ယောက်ကဂိတ်ကိုဖောက်ဝင်လာတာကိုတီးသွားကြပါပြီပစ္စမဂိတ်ပြိုကျသွားတဲ့အချိန်မှာအဲ့ဒီနှဆိုးစစ်တီတောင်းပေါင်းများစွာကချက်ချင်းပဲဝန်လင်းကိုဝိုင်းလိုက်ကြပါတယ်ဝန်လင်းရဲ့မျက်လုံးထဲမှာအလင်းရောင်တစ်ချက်ထွက်ပေါ်လာပြီးအင်းကွက်လန်ကိုထုတ်လိုက်ပါတယ်တစ်ချက်လှုပ်လိုက်တာနဲ့အင်းကွက်မရေမတွက်နိုင်အောင်အနက်ရောင်ငွေ့တွေဖြစ်သူ့ခနာကိုပြင်ဘက်မှာဝန်းရံနေပါတယ်နမိုးသားရဲ့ဓားလင်းတန်းနဲ့အင်းကွက်လန်ရဲ့အနက်ရောင်ငွေ့တွေကိုအသုံးပြုပြီးဝန်လင်းကရှေ့ကိုတိုးဝင်သွားပါတယ်နှဆိုးစစ်သူကြီးဝန်လင်းတွေ့ခွင့်တောင်းပါတယ်လို့ပြောလိုက်ပါတယ်ဝန်လင်းရဲ့အတန်ကတဖြည်းဖြည်းပြန့်လွင့်သွားပါတယ်သူယုံကြည်တာကနှဆိုးစစ်သူကြီးကတရားထိုင်နေရင်တောင်ဒီအတန်ကိုကြားနိုင်မှာပါဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှနှဆိုးစစ်သူကြီးကဘာမှပြန်မတုံ့ပြန်ပါဘူးအခုဝန်လင်းရဲ့ရှေ့နောက်ပင်ညာမှာနှဆိုးစစ်တီတွေကြီးရဲဖြစ်ပါတယ်ဒီခီးတစ်လျှောက်လုံးသူကမတက်ခဲ့ပါဘူးဒါပေမဲ့အခုတော့မတက်လို့မဖြစ်တော့ပါဘူးဝိုင်းထားတဲ့အခြေအနေကိုရင်ဆိုင်ရင်းဝန်လင်းကလက်မကိုထောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပတ်လည်100 မီတာအတွင်းကနှဆိုးစစ်တီအားလုံးရဲ့ခနာကိုယ်တွေကချက်ချင်းပဲ6
တွေ့သွားပါတယ်ဝမ်လင်းကလျှက်စီးတစ်ချက်လိုစတုတ်တကိတ်စီကိုတိုးဝင်သွားပါတယ်ပြီးတော့လက်မုတ်ကိုထပ်ထောင်ပြီးစတုတ်တကိတ်ကိုဖိလိုက်ပါတယ်ဟုံးဆိုတဲ့အတန်နဲ့စတုတ်တကိတ်ကကြေမိုးသွားပါတယ်ဝမ်လင်းရဲ့မျက်စိရှိမှာနတ်ဆိုးစစ်တီမရေမတွက်နိုင်အောင်ပြင်ဆံပင်ဖြူဖွေးနေတဲ့အဘိုးကြီးတယောက်လည်းရှိနေပါတယ်ဒီအဘိုးကြီးကိုဝမ်လင်းမစိမ့်ပါဘူးလွန်ခဲ့တဲ့တစ်နှစ်ကျော်ကစစ်ထောက်ချုပ်နဲ့အတူတန်ချက်ကနှက်ဝစ်ထားတဲ့စစ်စခန်းကိုရောက်လာတဲ့လူပဲဖြစ်ပါတယ်အဘိုးကြီးကရှေ့ကိုတလန်းတိုးလိုက်ပါတယ်အားကြီးတဲ့နတ်ဆိုးစွမ်းအင်ကရွေကြီးတစ်ကောင်ဖြစ်ပြောင်းပြီးဝမ်လင်းကိုကိုက်ဖို့ပါဆက်ဟလိုက်ပါတယ်နတ်ဆိုးစစ်သူကြီးကတွေးဖို့ညင်မှတော့ဝမ်လင်းကိုတပ်ပွဲဆင်နွှဲခိုင်းတာနဲ့တူတူပဲလို့ဝမ်လင်းကပြောလိုက်ပါတယ်သူ့လက်ညှိုးရဲကတက်ဖြတ်ချင်းမိခိုးရောင်ငွေကချက်ချင်းပဲထွက်လာပါတယ်သူ့မျက်လုံးနှစ်ဖက်မှာလည်းအနီရောင်လင်းနှန်းတွေထွက်ပေါ်လာပါတယ်အဲ့ဒီအချိန်မှာတက်ဖြတ်ချင်းတဲ့ပညာကိုဝမ်လင်းကမဆိုင်မတော့သုံးပြလိုက်ပါတယ်သူကအဲ့ဒီမြေကြီးကိုဂယူးမဆိုင်ပဲခနာကိုတစ်ချက်လှည့်ပြီးနတ်ဆိုးစစ်တီတွေကြားထဲတိုးဝင်သွားပါတယ်ဝမ်လင်းရဲ့နတ်မိုးဓားခွေးအင်ကွက်လန်ဓားအိမ်တွေကသူ့ပတ်လည်မှာစိတ်အာရုံနဲ့ထိန်းချုပ်ပြီးမဆုံးနိုင်တဲ့တက်ဖြတ်ပွဲကိုဆင်နွှဲနေပါတယ်ဒါတွေနဲ့ရှင်ရင်သူ့ရဲ့တက်ဖြတ်ခြင်းနဲ့ပညာကပိုပြီးအားကြီးရဲ့အစွမ်းကိုပိုင်ဆိုင်ထားပါတယ်လူတစ်ယောက်ကိုတက်တိုင်းတက်ဖြတ်ခြင်းနဲ့ပညာကအစွမ်းတစတိုးလာပါတယ်ဝမ်လင်းရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပါတယ်အမျိုးမျိုးသောတန်ခိုးပညာတွေကသူ့လက်ထဲမှာမရက်မနာထွက်ပေါ်နေပါတယ်သွေးရောင်လင်းနှန်းတွေကကောင်းကင်တစ်ခုလုံးကိုလွှမ်းကြုံသွားပါတယ်သူကနတ်ဆိုးစစ်တီတောင်းပေါင်းများစွာကြားထဲကနေသွေးလန်းတစ်ခုကိုဖောက်ပြီးတတိယဂိတ်စီကိုတိုးဝင်သွားပါတယ်အဲ့ဒီမြေကြီးအဖြစ်ပြောင်းသွားတဲ့အဘိုးကြီးကလည်းဝမ်လင်းရဲ့တက်ဖြတ်မှုအတွင်းမှာသူ့ရဲ့ပြောင်းလဲခြင်းလက်ညှိုးအောက်မှာတေဆုံးသွားခဲ့ပါတယ်ဟုံးဟုံးဆိုတဲ့ကြဲလောင်တဲ့အတန်နဲ့အတူတတိယဂိတ်ကကြေမိုးသွားပါတယ်ပြိုကျသွားပြီးနောက်နတ်ဆိုးစစ်တီတောင်းပေါင်းများစွာကအတွင်းကနေထွက်လာကြပါတယ်ဒီနတ်ဆိုးစစ်တီတွေကြားထဲမှာဆံပင်ဖြူဖွေးနေတဲ့အဘိုးကြီး9ယောက်လည်းပါဝင်ပါတယ်ဝမ်လင်းကတက်ပြင်းတစ်ချက်ချလိုက်ပါတယ်သူ့ရဲ့အစွမ်းနဲ့ဒီနေရာအထိရောက်လာတာကအမြင့်ဆုံးပဲဖြစ်ပါတယ်ထွက်လာတဲ့အဘိုးကြီး9ယောက်ရဲ့ကြင်ကြံစွမ်းအားကရင်ပြန်စစ်နောက်ပိုင်းထပ်မနှိမ့်ပါဘူးသူတိတာကဒုတိယဂိတ်ကိုဖောက်ချင်ရင်တန်ခိုးပညာအားလုံးထဲမှာအားကြီးဆုံးနဲ့အောက်တန်းစားနက်ပညာနဲ့အနည်းဆက်ဆုံးဖြစ်တဲ့နောက်ဆုံးတစ်ကွက်ကိုအသုံးပြုမှဖြစ်မှာပါဒီလိုရေးပြီးဝမ်လင်းကညာဘက်လက်တန်းကိုဖြည်းဖြည်းချင်းမြောက်လိုက်ပါတယ်ပါဆက်ကနေစကားလုံးနှလုံးကိုညင်သာစွာရွတ်ဆိုလိုက်ပါတယ်ဟွမ်ချွန်လက်ညိုးတက်ကွက်3မျိုးရဲ့ကတက်ကွက်ဖြစ်ပါတယ်စစ်ထူနန်ကတော့အဲ့ဒီအချိန်ကတင်ပေးတော့ကအရန်ကိုတုံဆိုင်ခဲ့ပါတယ်ဝမ်လင်းကလက်ညိုးကိုမြောက်လိုက်ပါတယ်ကောင်းကင်တစ်ခုလုံးကလူတစ်ယောက်ကဖွင့်လိုက်တယ်လို့ပါပဲကြီးမားတဲ့တောင်တန်းရင်မြေပန်းချီကားတစ်ချက်ပေါ်လာပါတယ်ဒီဟွမ်ချွန်လက်ညိုးကဝမ်လင်းရဲ့စိတ်အာယုံတန်ခိုးပညာကိုဆွဲဆောင်လိုက်ပါတယ်ပြီးတော့ချက်ချင်းပဲမိခိုးရောင်ငွေတွေနဲ့ဖွဲ့စည်းထားတဲ့ဟွမ်ချွန်လက်ညိုးတစ်ချောင်းဖြစ်ပြောင်းသွားပါတယ်တစ်ချိန်တည်းမှာပဲဝမ်လင်းရဲ့ခန္ဓာကိုယ်ကကောင်းကင်ကိုတက်သွားပြီးဟွမ်ချွန်လက်ညိုးနဲ့ပေါင်းဆက်သွားပါတယ်ပြီးတော့ဒုတိယဂိတ်စီကိုတိုးဝင်သွားပါတယ်အဲ့ဒီရင်ပြန်အစ်စ်နောက်ပိုင်းဘိုးကြီး9ယောက်ကဒီမြင်ကွင်းကိုတွေးတော့အန်နာသွားပေမဲ့သွားကြိတ်ပြီးတားဆီးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့သူတို့ကဟွမ်ချွန်လက်ညိုးရဲ့အစွမ်းအကိုအထင်သေးခဲ့ကြပါတယ်လက်ညှိုးတစ်ချောင်းနဲ့အဘိုးကြီး9ယောက်လုံးတွေးအံပြီးနောက်ဆုတ်သွားကြပါတယ်ဒုတိယဂိတ်ကအဲ့ဒီနောက်မှာပဲကြေမိုးသွားပါတယ်အဲ့ဒီအချိန်မှာဒုတိယဂိတ်ထဲမှာနတ်ဆိုးစစ်တီမရှိပါဘူးအရက်ပုတ်ပူလူတယောက်ပဲရက်နေပါတယ်ဝမ်လင်းရဲ့ဟွမ်ချွန်လက်ညှိုးရောက်လာတဲ့အချိန်မှာသူကအသက်ရှူချိန်3ချိန်စာလောက်ပဲတောက်ခံနိုင်ပြီးနောက်ဆုတ်သွားပါတယ်ဒီတစ်ခေါက်နောက်ဆုတ်တာကပထမဂိတ်အထိတိုက်ရောက်သွားပါတယ်သူ့လက်ဖွားအပြင်ဘက်3လက်မအကွာမှာဝမ်လင်းရဲ့ဟွမ်ချွန်လက်ညှိုးကလေးပွေမုံတိုင်းလိုသူ့ရဲ့အသက်ဆွမ်းအင်ကိုစုပ်ယူနေပါတယ်ဝမ်ထုံလင်းငါနတ်ဆိုးစစ်သူကြီးကိုစားပထမတက်မှုချုပ်အနေနဲ့မင်းမဖြစ်ချင်တာလဲလို့မေးလိုက်ပါတယ်ငါနတ်ဆိုးစစ်သူကြီးကိုတွေ့ချင်တယ်လို့ဝမ်လင်းကအေးဆက်စွာပြန်ဖြေပါတယ်ဖောင်းဆိုရဲ့အတန်နဲ့ပထမဂိတ်ကကြေမိုးသွားပါတယ်တစ်ချိန်တည်းမှာပဲအရက်ရှိလူတယောက်ကပထမဂိတ်ထဲကနေထွက်လာပါတယ်အဲ့ဒီလူကလက်တီးတစ်ချက်တည်းနဲ့ဝမ်လင်းရဲ့ဟွမ်ချွန်လက်ညိုးကိုထိုးလိုက်ပါတယ်ဝမ်လင်းကချက်ချင်းပဲမယုံနိုင်လောက်အောင်အားကြီးတဲ့စွမ်းအင်တစ်ခုကိုခံစားလိုက်ရပါတယ်အဲ့ဒီအင်အားအောက်မှာသူ့ခန္ဓာကိုယ်က3မီတာလောက်နောက်ဆုတ်သွားမှရက်တန့်သွားပါတယ်တန်ခိုးပညာကောင်းလိုက်တာဆိုတဲ့နတ်ဆိုးစစ်သူကြီးရဲ့အတန်ကဝမ်လင်းရဲ့ရှေ့ကနေထွက်လာပါတယ်သူစကားပြောနေရင်းနဲ့ညာဘက်လက်ကိုရှေ့ကိုတစ်ချက်ပုတ်လိုက်ပါတယ်ချက်ချင်းပဲ10မီတာအတွင်းကမြေပြင်ကပင်လယ်ကြီးအဖြစ်ပြောင်းသွားပြီးဝမ်လင်းစီကိုတိုးဝင်လာပါတယ်ဝမ်လင်းကရှီစမ်းဘယ်မှာလဲလို့အေးဆက်စွာမေးလိုက်ပါတယ်ဒီပင်လယ်ကိုဖျက်ကျော်နိုင်ရင်မင်းကိုပြောပြမယ်ဒီပင်လယ်မှာလိုင်း100ရှိတယ်အခုမှလိုင်း30ပဲရှိသေးတယ်လို့ပြန်ဖြေပါတယ်ဝမ်လင်းကမျက်လုံးတစ်ချက်မိတ်ပြီးနောက်ဆုတ်သွားပါတယ်ငါရဲ့နောက်ဆုံးတက်ကွက်ကိုတုံးလိုက်ရင်မင်းတွေမှာပဲလို့ပြောလိုက်ပါတယ်သူကလိုင်း30ရှိတဲ့ပင်လယ်ကိုဂယူးမဆိုင်ပဲကောင်းကင်ကိုပြန်တက်သွားပြီးမျက်လုံးကိုမိတ်လိုက်ပါတယ်သူ့စိတ်ထဲမှာအဲ့ဒီအချိန်ကနလောကပျက်စီးတုန်းကမြင်ခဲ့ရတဲ့ကြီးမားတဲ့လက်ဖွားရာကိုပြန်မြင်အောင်နေပါတယ်အဲ့ဒီအချိန်ကဝမ်လင်းကအဲ့ဒီလက်ဖွားရာရဲ့ပုံစံကိုပဲမှတ်မိခဲ့ပြီးတကယ်စွမ်းကိုမရခဲ့ပါဘူးဒါပေမဲ့အခုတော့သူကအဲ့ဒီလက်ဖွားရာရဲ့စွမ်းကိုတကယ်ပဲနားလည်သွားပါပြီဝမ်လင်းရဲ့စိတ်ထဲမှာအဲ့ဒီကြီးမားတဲ့လက်ဖွားရာကတဖြည်းဖြည်းပုံပေါ်လာပါတယ်အဲ့ဒီအချိန်မှာသူကတတဝါအားလုံးကိုအပေါ်ကနေစီမိုးကြည့်နေတယ်လို့ခံစားလိုက်ရပါတယ်လက်တစ်ဖက်ကိုဖိချလိုက်တာနဲ့ကောင်းကင်တစ်ခုလုံးမောင်းမိုက်သွားပါတယ်အမျိုးမျိုးသောထူးဆန်းတဲ့အငွေ့သက်တွေကနေစူးစီးလာပါတယ်ဝမ်လင်းရဲ့အောက်မှာကြီးမားတဲ့လက်ဖွားရာတစ်ခုချက်ချင်းပဲပေါ်လာပါတယ်နတ်ဆိုးစစ်သူကြီးရဲ့ခန္ဓာကိုယ်ကတုံးလှုပ်သွားပါတယ်သူ့မျက်စိရှိကကဘာကြီးတစ်ခုလုံးကဒီလက်ဖွားရာထဲမှာပါဝင်နေတယ်လို့ပါပဲမခုခံနိုင်တဲ့မရှောင်တိန်နိုင်တဲ့ခံစားချက်ကသူ့စိတ်ထဲမှာပေါ်လာပါတယ်နတ်ဆိုးစစ်သူကြီးကမတုံ့ပြန်နိုင်ခင်မှာပဲလက်ဖွားရာကသူ့ခန္ဓာကိုယ်ကိုဖျက်ကျော်သွားပါတယ်နတ်ဆိုးစစ်သူကြီးကတုံးလှုပ်သွားပါတယ်သူ့နောက်မှာတော့တေချင်းနဲ့ရှင်ချင်းကြားကလွတ်မြောက်လာတဲ့ခံစားချက်ကသူ့စိတ်ထဲမှာပေါ်လာပါတယ်
ဝန်လင်းကလေထဲကနေဆင်းလာပြီးမင်းတေသွားပြီလို့အေးဆေးစွာပြောလိုက်ပါတယ်နဆိုးစစ်သူကြီးကမျက်နှာရှုပ်ထွေးသွားပြီးဒါဘလို့တန်ခိုးပညာလဲလို့မေးလိုက်ပါတယ်ဒီတကွက်ကနမီမရှိဘူးဒီတကွက်ကိုမင်းမတင်ရသေးဘူးလို့ပြန်ဖြေပါတယ်ဒီစကားကိုကြားတော့ဝန်လင်းရဲ့မျက်နှာမှာဘာမှမပြောင်းလဲပါဘူးသူကမင်းထက်စူးစမ်းကြည့်လို့ရတယ်လို့ပဲပြောလိုက်ပါတယ်နဆိုးစစ်သူကြီးကမျက်နှာပြက်သွားပါတယ်သူတန်တရားရှိပေမဲ့အစောကတေချင်းနဲ့ရှင်ချင်းကြားကအခြေအနေကိုပြန်စဉ်းစားမိတော့မဆန်းသက်ရတော့ပါဘူးဒီတကွက်တာအစ်ဖြစ်ခဲ့ရင်သူတေသွားမှာပါရှီစန်းဗမာလဲလို့မေးလိုက်ပါတယ်ငားရတာအိုကိုကြင့်ကြံဖို့ခနာကိုကြန့်ခိုင်တဲ့လူ18ယောက်လို့တယ်ဒီတစ်ခေါက်တရားထိုင်တာကဒီ18ယောက်ကိုကြင့်ကြံဖို့ပဲမင်းရဲ့နောက်လိုက်ရှီစန်းကနောက်ဆုံးမှမကြင့်ကြံရသေးဘူးမင်းကကိုလာရှာတာလူတောင်းဖို့ပဲငါကမင်းကတက်မှုဖြစ်လို့ပြန်ပေးလို့ရတယ်ဒါပေမဲ့မင်းကရဲ့နှဆိုးစစ်တီတောင်းပေါင်းများစွာကိုတက်ပြီးငါရဲ့မျိုးရိုးကိုဖျက်ဆီးခဲ့တယ်ဒီကိစ္စကိုအလွယ်တကူမကြေအေးနိုင်ဘူးလို့ပြန်ဖြေပါတယ်နှဆိုးစစ်သူကြီးရဲ့အဖြေကိုကြားတော့ဝမ်းလင်းကမင်းဘယ်လိုလုပ်ချင်လဲလို့ပြောလိုက်ပါတယ်3 လအကြာမှာငါနှဆိုးမျိုးတော်ကိုပြန်ရမယ်အဲ့ဒီအချိန်မှာနှဆိုးစစ်သူကြီးတွေအားလုံးပြိုင်ပွဲတစ်ခုလုပ်ကြမယ်မင်းကကိုကူညီဖို့သဘောတူရင်မင်းကရဲ့နှဆိုးစစ်တီတွေကိုတက်တဲ့ကိစ္စကိုငါမတွက်တော့ဘူးလို့ပြန်ဖြေပါတယ်ဒီစကားကိုကြားတော့ဝန်လင်းကခဏစဉ်းစားပြီးခေါင်းညှိလိုက်ပါတယ်နှဆိုးစစ်သူကြီးကဟားတိုက်ရမောလိုက်ပါတယ်ဒီရမောတန်တဲ့အတူအရင်ကမကျေနပ်မှုတွေအားလုံးပျောက်ကွယ်သွားပါတယ်ကောင်းပြီဒီနေ့ကစပြီးမင်းကငါရဲ့ဗတဲ့တောင်ပန်နှဆိုးစစ်သူကြီးရဲ့ပထမဆုံးဒုတိယတက်မှုပဲငါသာဒီတစ်ခေါက်မျိုးတော်မှာအဆင့်3နေရာထဲဝင်ရင်နှဆိုးဘရင်စီကနေမင်းအတွက်စစ်သူကြီးရာဒူးတောင်းပေးမယ်လို့ပြောလိုက်ပါတယ်သူစကားပြောနေရင်နဲ့ညာဘက်လက်ကိုလေထဲမှာတစ်ချက်ဖမ်းလိုက်ပါတယ်ရှီစန်းရဲ့ခနာကိုကပုံပေါ်လာပြီးဝန်လင်းရဲ့ရှေ့ကိုရောက်လာပါတယ်ဝန်လင်းကစိတ်အာယုံနဲ့တစ်ချက်စစ်ဆေးကြည့်လိုက်တော့ရှီစန်းရဲ့ခနာကိုထဲမှာဒဏ်ရာတစ်ဆက်မှမရှိတာကိုတွေ့လိုက်ရပါတယ်သူကရှီစန်းကိုခေါ်ပြီးကောင်းကင်မှာပျောက်ကွယ်သွားပါတယ်ရန်နှဲငယ်အကြာမှာဝန်လင်းကရှီစန်းကိုခေါ်ပြီးကူရောင်မျိုးကနေလျံဟွမ်မျိုးနွယ်စုကိုပြန်လာပါအလဲဘိုးကတောင်ကြားထဲမှာအခုရှီစန်းကစိတ်လှုပ်ရှားစွာနဲ့ဝန်လင်းရဲ့ရှေ့မှာဒူးထောက်နေပါတယ်ဝန်လင်းကခေါင်းမော့ပြီးကြည့်လိုက်ပါတယ်သူအဲ့ဒီအချိန်ကဟူပေါင်းတဲ့ရှီစန်းကိုကူရောင်မျိုးကိုခေါ်သွားတာကအဓိကရည်ရွယ်ချက်ကစမ်းသပ်ဖို့ဖြစ်ပါတယ်သူတို့နှစ်ယောက်သာစမ်းသပ်မှုကိုအောင်မြင်ရင်ဝန်လင်းကသူတို့ကိုတန်ခိုးပညာအသစ်တွေတင်ပေးမှာပါဒီတစ်နှစ်ကျော်အတွင်းမှာရှီစန်းကစမ်းသပ်မှုကိုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ဝန်လင်းခံစားမိတာကဒီလူကသူ့အပေါ်မှာအနည်းဆုံးနှစ်ပေါင်း10ကဏ္ဍအတွင်းမှာတစ္ဆာရှိမှာပါသူ့လက်ထဲကနေအစိမ်းရောင်ကြောက်စင်းပြားတစ်ချက်ကိုထုတ်ပြီးရှီစန်းကိုပေးလိုက်ပါတယ်ဒါကအရင်ကနှဆိုးမျိုးနွယ်စုအဖိုးကြီးကိုတက်ပြီးရလာတယ်တန်ခိုးပညာတစ်ခုဖြစ်ပါတယ်နမီကကျူလင်ဂျိုရှိုးဖြစ်ပါတယ်ရှီစန်းကစိတ်လှုပ်ရှားစွာနဲ့ကြောက်စင်းပြားကိုယူပြီးခေါင်းသုံးချိန်တိုက်ကတခင်ရှီစန်းဒီတသက်တခင်တယောက်တည်းရဲ့အမိန့်ကိုပဲနာခံပါမယ်လို့ပြောလိုက်ပါတယ်ဒီနေ့အတွက်ဗီဒီယိုချင်းချုပ်ကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်ခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်